အားလုံးပဲမင်္ဂလာပါနော်ဂျူဂျူကေတာ channel ကနေပြီးတော့ကိုကိုမာတွေအားလုံးပဲတယောက်ချင်းစီတိုင်းကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါရရှင်နော်ဂျူရဲ့ဗီဒီယိုဖိုင်လေးတွေဝင်လာတာနဲ့ channel ကို subscribe မလုပ်ရသေးတဲ့အကိုမာများ subscribe လေးတယောက်တစ်ချက်နှိပ်ပေးပါနော်အကောင့်တစ်ကလေးဖြစ်တဲ့အတွက်နော် like လက်မလေးတယောက်တစ်ချက်နှိပ်နော်အခုမှတွေ့ရဆိုရင် subscribe နှိပ် like လက်မနှိပ်နော်အများမင်များတွေ့များပေါအောင်လေတယောက်တစ်ချက် share ပေးပါလို့မြတ်တာရက်ခံပါတယ်နော်အားလုံးပဲမင်္ဂလာညချမ်းလေးပါမင်းလာနဲ့လိုက်လက်မလေးနေနော်သူရဲ့ဗီဒီယိုဖိုင်ကိုမတွေ့ဘူးပြောနေကြတဲ့အကိုမိုင်းနော်အဲ့တော့အားနာပါဟိုကဘန်းလိုက်ဒီကဘန်းလိုက်နဲ့တိုင်နေပတ်အားလုံးပဲနော်ရင်နာနဲ့လိုက်လက်မလေးနေတာတယောက်တစ်ချက် share ထားနော်ဒါဆိုလို့ရှိရင်နောက်တင်သမျှဗီဒီယိုဖိုင်လည်းတောက်လျှောက်တွေ့လိမ့်မယ်နော် subscribe ဆိုတဲ့နေရာစာတန်းလေးလည်းနှိပ်ထားအောင် subscribe လေးကိုအားလုံးပဲမင်္ဂလာညချမ်းလေးပါမြန်လေးဝင်လာမယ်ဒီနေ့ကတော့နေကုန်အောင်မြင်သွားတာเนาะသူရဲ့ကိုမတွေအကုန်လုံးပဲเนาะမနက်ပိုင်းမှာ၄လုံးအခွေထိမိမိပဲရတယ်၄လုံးအခွေဆိုတာလည်း၄လုံးတဲကိုခွေဆော့ရတာเนาะ၄လုံးအခွေဆိုတာသူတခုပြပြမယ်တရား၄လုံးခွေရတက်ပတ်တိရတက်ဟိုအဲ့လိုမျိုးသူတို့တွေရှောက်တော့နေတာပစုံစိတ်အုံနောင်းနဲ့တယောက်တွေ့တယ်၄လုံးအခွေဆိုတာ၄လုံးအချင်းချင်းခွေဆော့ပါလို့လူပြောပါတယ်เนาะနားမလဲတဲ့နားမလဲရင်လည်းကိုနားမလဲသူတို့သူများတကာတွေကြောနေတာအသာလေးနားထောင်လိုက်နားမလဲပဲနဲ့ထပြောကိုကကိုအရှက်တွေကွဲနော်၄လုံးအခွေပါဆို၄လုံးချင်းခွေဆိုတာကနန်း6ကွက်ပဲရှိနော်အဲ့ထဲမှာနော်၄လုံးခွေထဲမှာ24ဆိုတဲ့တကွက်ဒီညက်နေထပ်ပြီးတော့3-1ဆိုတဲ့အတွက်ပတ်သီးရော၄ကွက်ထဲရေးပြီးတဲ့ရွေးကွက်ရောပတ်တိမပတ်နိုင်တဲ့ကိုမတွေနော်ရွေးကွက်၄ကွက်ဆော့တဲ့ကျူးကြီးနော်ပတ်တိကိုတော့မပတ်နိုင်လို့ဆိုတဲ့ကိုမတွေအဲ့၄ကွက်ထဲမှာတစ်ကွက်ထိမိနဲ့နော်နေတိုက်တွေတောက်လျှောက်ရနေတာနော်ပြီးခဲ့တဲ့ဘက်ကလည်းနေတိုက်တွေအဆင်ပြေတယ်ဒါတော့မှပဲမြင်ပေးတာကအကွက်100လုံးဖြစ်နေပြီးကိုဘတာကိုထိုးဆိုတဲ့ကောင်းလားကောင်းမလားတော့မသိနော်သူကစိတ်ထဲမှာတော့ကြည်လင်းနေရမဟုတ်ဘူးเนาะအခုနေတိုက်တွေအဖွဲဝင်တွေအကုန်လုံးအဆင်ပြေလို့ရှင်တော့စိတ်ကြည်တယ်เนาะအခုကနေတိုက်တွေကမရအဖွဲဝင်တွေကရအဖွဲဝင်တွေကမရနေတိုက်တွေကရအဲ့လိုမျိုးဆိုလို့တပွဲတပြားဆိုလို့ရှင်စိတ်ကတိတ်မကြည်ဘူးเนาะအမှန်တကယ်မှာအကုန်လုံးကိုရစေချင်တာကိုယ့်ရဲ့စေတနာပဲအဖွဲဝင်တဲ့သူလည်းအဖွဲဝင်တဲ့သူလည်းရောက်ပြီးခဲ့တဲ့ဘက်မှာအဖွဲဝင်အစ်စ်လားတော့မသိဘူးเนาะအစ်စ်ဖြစ်ဖို့များပါတယ်เนาะပြီးခဲ့တဲ့ဘက်ကလည်းသူတတိမပေးလိုက်ရအောင်အဖွဲဝင်ပတ်တီကိုတောက်လျှောက်မှန်းတယ်သူများတက်ကဘိုင်ဘက်မှာလာပြမှာတွေ့တယ်เนาะဒီတစ်ပတ်မှာထပ်ပြီးတော့ဖွဲ့ဝင်တွေအကုန်လုံးမြစ်တာရက်ခံတယ်နော်ကျူးပေးထားတဲ့ပတ်သီးတွေမွေးပွက်တွေကိုဘဲအောက်မှာလာမမတ်မှာနဲ့နော်ဟော်လုံးဖြစ်သွားမှာဆိုလို့ပြောပြနေတာပါနော်ပြီးခဲ့တဲ့ဘက်မှာဆိုတောက်လျှောက်မှန်းတယ်မှန်းတော့ဂျူကတော့သိရမလားဂျူကဒီဗီဒီယိုဖိုင်နဲ့လည်းဝင်ကြည့်တယ် Viber channel ဝင်ကြည့်တခါကျကိုမကြည့်ရတဲ့အချိန်တွေလည်းရှိရနော်အဲ့အချိန်တွေမှာဆိုရှင်ဂျူရဲ့နေတိုက်ကိုအားပေးနေတဲ့လူကအများကြီးရှိရဟော်လုံးဖြစ်မှာဆိုလို့ပြောတယ်နော်မမတ်မှာနဲ့နော်ဂျူရဲ့နော်ပတ်တိရအခြေအနေအဲ့လိုမျိုးလေးမေးလို့ရှိရင်စင်ပြေတယ်သွားပြီးဓာတ်ရိုက်ဒီလုံးပေးတယ်ဒီလုံးသွားမှန်းလိုက်တယ်နောက်တော့လို့စင်ပြေမှာလဲเนาะဒီတစ်ပတ်မနေ့ကတော့မပြောလိုက်ရအောင်เนาะအခုတီကြည့်နေတဲ့ကိုမတွေဖွဲ့ဝင်တစ်တွေပဲဖြစ်ဖွဲ့ဝင်ဟောင်းတွေပဲဖြစ်ဖွဲ့ဝင်ဟောင်းတွေကတော့မှန်းမှာမဟုတ်ပါဘူးเนาะနားလေဒါကြောင့်နားမလဲသေးဘူးဆိုတော့ဖွဲ့ဝင်တစ်တွေလည်းလာမမှန်းပါနဲ့เนาะ3ရက်မကြော်ပေးထားတယ်3ရက်အတွင်းလိုက်မယ်เนาะဂျူကနန်းတွေအကုန်လုံးပို့ပြီးသားနေတိုက်တွေလည်းနော်ဒီနေ့မှမဟုတ်ပါဘူးပြီးခဲ့တဲ့ဘက်တည်းကကျူတောက်လျှောက်ဆင်ပြေအောင်လုပ်ပေးတယ်အခုဒီနေ့ဆိုလို့ရှိရင်လည်း2ကြိမ်မှ2ကြိမ်စလုံးထိမိနဲ့ရနော်ရှက်ထီတာလည်းမဟုတ်၄လုံးခွေဆိုလည်းထိမိခွေပဲမနက်ပိုင်း၄လုံးခွေညနေပိုင်းလုံးဝ2သီးစားပတ်တီရောရွေးကွာဒီလောက်ထိအဆင်ပြေအောင်လုပ်ပေးနေတဲ့ဂျားတွေကအထွန်ရှိတဲ့1ယောက်2ယောက်တော့မကြည့်ပဲနဲ့လည်းမနေနိုင်ဘူးအာရသူများရဲ့ဗီဒီယိုဖိုင်တွေကိုမကြည့်ပဲနဲ့လည်းမနေနိုင်ဘူးနော်အများတဲ့တောက်လျှောက်ကြီးအဆင်ပြေလာတော့မှန်းနေတော့မကြည့်မဲနဲ့လည်းမနေနိုင်ကြည့်ရင်လည်းအေးစစ်စစ်ကြီးဝင်းမဟောင်နဲ့နော်စိတ်ကြည်တော့ပြောမိလိမ့်မယ်ထောက်လျှောက်ကြီးဒီလောက်ထိအလကားလေးပေးရသေးတယ်နော်အဆင်ပြေအောင်လည်းလုပ်ပေးရသေးတယ်အဲ့ဒါတော့မှကျေးဇူးမတင်နဲ့ပြေအဲ့လိုလူမျိုးတွေကစေတနာနားမလဲလူမျိုးတွေကဘလို့ပဲကောက်ကွက်ကြီးတစ်ကွက်ထဲပေးနော်သူကန်တဲ့အလှရောက်ကိုလေမရတော့မှမထိုးပြစ်တာတို့ဘာတို့အဲ့လိုမျိုးနော်စေတနာနားမလဲသူများတကစေတနာကိုအတိမမပြည့်နေနော်စော်ကားတဲ့သူတွေကလေဒါလောက်ပဲပောက်ကွက်ကြီးချသူတို့မပေါက်ဘူးနော်က
ဒါဆိုကျတို့ကနန်းလေးသွားမယ်နော်မနေ့23ရက်1လ2026အင်္ဂါနေ့နေကုန်စာအတွက်၄လုံးခွေကိုရင်းစမယ်၄လုံးခွေဒီကီးမဟုတ်တဲ့အတွက်ဘာနဲ့မှကတ်ထိုးစရာမလိုဘူး၄လုံးချင်းချင်းခွေဆော့မယ်ပြောပြမယ်နော်၄လုံးခွေဒီ3ညနဲ့5ခွန်အခွေပါကြားရင်ကိုမလေးမှတ်ပြီနော်ကျိုးဒီနေကုန်ပေါက်တဲ့အတွက်နေကုန်ပေါက်ကြီးလေးမှတ်ပါနော်၄လုံးခွေဒီ3ညနဲ့5ခွန်အခွေပါရှင့်နော်၄လုံးခွေဒီ3ညနဲ့5ခွန်အခွေပတ်တီးဒီ3ပတ်ဒီ10ပတ်ဒီ38ပတ်ဒီပတ်ဒီအနေနဲ့ကတော့3ပတ်ဒီ10ပတ်ဒီ38ပတ်ဒီကြားရကိုမလေးမှတ်ပြီเนาะနောက်မှလာတဲ့ကိုမိုင်ပေါက်ကြီးလေးမှတ်เนาะဒီဗီဒီယိုဖိုင်တွေ့ရဆိုကြော်မသွားနဲ့လိုက်လက်မနဲ့တယောက်တစ်ချက်ရှယ်เนาะဗီဒီယိုဖိုင်မတွေ့ဘူးပြောနေတဲ့ကိုမတွေเนาะဒီဗီဒီယိုဖိုင်လေးတွေ့ရဆိုကြော်မသွားပါနဲ့ပတ်ဒီက3ပတ်ဒီ10ပတ်ဒီเนาะ3နဲ့4ခွက်ထုတ်ပေးထားတယ်เนาะ3 1 3 4 3 6 3 9ထပ်ခေါ်ပေးမယ်3နဲ့ဆိုရင်3 1 3 4 3 6 3 9เนาะအကြိုက်တူတယ်ဝါသနာတူတယ်ဆိုတော့ကိုမယူ3ယူကစားပါเนาะအကြိုက်မတူဘူးကိုမလုံးဝရှိရဆိုလို့ရှိရင်လည်းဂျူရဲ့လုံးဝနဲ့ကတ်စော်ရင်ဆော့เนาะဒါကတော့ကိုကြိုက်ရပေါ့เนาะတူဒီမှာလည်း20ရဘောင်းဆုံးရှိတယ် size စုံလည်းရှိတယ်ဒီဘက်ဆက်အကိုင်ကိုဘက် size ကထွက်အဲ့လိုမျိုးလည်းရှိတယ်เนาะဒါကြောင့်မလို့အကြိုက်တွေဆိုရင်ယူ3ပါ3နဲ့ဆိုရင်3 1 3 4 3 6 3 9 8နဲ့ဆိုရင်8 1 8 4 8 5 8 6 8နဲ့ဆိုရင်8 1 8 4 8586ကြာယူကိုမလေးမှန်ပြီနောက်မှမလာကိုမပေါက်ကြီးတွေရှစ်ပလန်နဲ့မှန်လို့ရပြီเนาะရှစ်နဲ့ဆိုရင်8184 8586အဲ့ရှစ်ကွက်ထဲမှာအကြိုက်ဆုံး main on နှစ်ကွက်နဲ့တကွက်ကောင်းပြောပြမယ်เนาะတကွက်ကောင်းကိုကြိုက်တူလဲဆိုလို့ရှိရင်ဖွဲ့ဝင်တဲ့သူတွေတကွက်ကောင်းတစ်ကွက်လောက်ယူဆော့လို့ရတယ်เนาะဒါကတော့ကိုကြိုက်မှာဆော့เนาะကဲဒါဆိုလို့ရှိရင် main on ကွက်နှစ်ကွက်အနေနဲ့3နဲ့ဆိုရင်31ရှင်းနဲ့ဆိုရင်85 31ရယ်85ရယ်အကြိုက်ဆုံးမိန်ရော2ကွက်ကြားဂျိုးကွန်မန့်လေးမှတ်ပြီเนาะဒါဒီ10ကွက်တည်းရပဲဂျူပြန်ထုတ်ပေးတာအပြင်ရမဟုတ်ဘူးเนาะမိန်ကွက်2ကွက်ဒီ3နဲ့ဆိုရင်31ရှင်းနဲ့ဆိုရင်85 31ရယ်85ရယ်အကြိုက်ဆုံးမိန်ရော2ကွက်ဒါဆိုတကွက်ကောင်းပြောမယ်23ရက်1လ2026အင်္ဂါနေ့နေကုန်စာအတွက်တကွက်ကောင်းဒီ59เนาะ5 9 9 5ကျူတခါလေးအပြည့်ကျူထက်ရပဲပေးလေးမရှိဘူးကိုမအသေးဆုံးเนาะတကွက်ကောင်းနေနေရတော့59အဲ့ဒီ9ကိုကြိုက်တယ်ဆိုလို့ရှိရင်ကျူရဲ့ဖွဲ့ဝင်နေယူ3ယူကစားလို့ရတယ်တကွက်ကောင်းလောက်ကိုထည့်ပြီးတော့เนาะအဓိကတော့ပတ်တီးမွေးကွက်ကိုအဓိကဆော်မယ်3ရက်မကြော်ပေးထားတဲ့အတွက်เนาะကျူရဲ့ဖွဲ့ဝင်နေ okay မှာပဲเนาะကျူလည်း okay မှာပါဖွဲ့ဝင်နေမ okay မ okay မချင်းနော်နေတိုက်တယောက်ဖွဲ့နေအကုန်လုံးအဆင်ပြေမှာကိုလည်းအဆင်ပြေနေမှာတယောက်ကအဆင်ပြေတယောက်ကအဆင်မပြေဆိုအဆင်မပြေဘူးနော်နေတိုက်တယောက်ဖွဲ့နေအကုန်လုံးအဆင်ပြေအေးရောနော်တကယ်လည်းအဆင်ပြေစေချင်ပါတယ်နော်ဒါကြောင့်မလဲအကောင်းဆုံးကြိုးစားပြီးထားပါတယ်ရှင့်တကွာကောင်းကတော့59ပါနော်အကြိုက်တူရဲ့ကိုမယူ3ယူကစားပါခဲ့ဒါဆိုကျူရဲ့ဗီဒီယိုဖိုင်လေးဒီမှာပဲရနာမယ်ပေါက်ကြီးတွေတောက်လျှောက်မှတ်ဒီနေ့နေကုန်အောင်မြင်ထားတာနော်ခွဲကိုမတွေအကုန်လုံးပဲကိုကျမကြီးစိတ်ချမ်းသာပြီးတော့ပညာရေးလူမှုရေးစီးပွားရေးကျမကြီးဆက်ဆက်ရအဆင်ပြေကြပါစေရှင်ဝင်ငွေတွေလည်းစသက်တက်ဖို့တိုးတက်ပါစေနော်နက်ဖြန်မှာအဖွဲ့ဝင်တွေရောအောင်မဲခံရပါစေလို့ဆုမကောင်းတောင်းမိပါတယ်နော်အားလုံးပဲ good luck